Crystal Palace အသင်းကအသင်းပေါ်ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့တဲ့နေပြကလပ်စနာကိုယာရုကထုတ်ပေခြင်းမပြုဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ကလပ်စနာကဆန်ဒါလန်အသင်းကိုတကိုးနှစ်ကိုနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာအသင်းတာဝန်ရှိသူတွေကမိမိတို့ကိုပံ့ပိုးပေးမှုမရှိဘဲပြစ်ပယ်ထားသလိုခံစားရကြောင်းအစည်းနဲ့အသင်းကောင်းဆောင်ကိုဟီရိုကိုပွဲကစားကန်ဒီအချိန်တွေမှာရောင်းထုတ်ခဲ့တာကမဖြစ်သင့်ကြောင်းမိမိအနေနဲ့ကစားသမားတွေကိုကောက်ွယ်ပေးဖို့အတွက်နှုတ်ပိတ်မနေနိုင်တော့ဘဲဖွင့်ပြောရတာဖြစ်ကြောင်းပြောကြားခဲ့တာပါ။ဒါကြောင့် Crystal Palace အသင်းပိုင်ရှင် Steve Parish ကဒေါသထွက်ခဲ့ပြီးကလပ်စနာကိုယာရုကထုတ်ပယ်ဖို့စဉ်းစားနေပြီဖြစ်ကြောင်းသတင်းထွက်ခဲ့ပါတယ်။ဒါပေမဲ့တနင်္ဂနွေနေ့မနက်ပိုင်းမှာအားကစားဒါရိုက်တာ Matt Hobbs နဲ့ကလပ်စနာတို့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာတော့ကလပ်စနာကိုစာချုပ်သက်တမ်းကုန်ဆုံးချိန်အထိအသင်းမှာဆက်လက်ထိန်းသိမ်းထားဖို့ Crystal Palace အသင်းကဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ကလပ်စနာကလာမယ့်နွေရာသီမှာသက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသက်တမ်းမတိုးတော့ဘဲလန်ခွဲတော့မှာဖြစ်ကြောင်းပြီးခဲ့တဲ့တောက်ကြနေ့ကအတည်ပြုထားခဲ့ပြီးဖြစ်ပါတယ်။